ဟာလွတ်မြောက်ဖို့သူပဲယေရှုကြောင့်ငါဟာခေရဲ့ချစ်တွေနဲ့အသက်ရှင်သူငါဘယ်တော့မှမချောက်တော့ဘူးငါဘယ်တော့မှမချောက်